ဒီလိုမျိုး mark sheet တစ်ရက်ကို3သိန်းနီးပါးလောက်ထုတ်လုပ်ပေးနိုင်တဲ့စက်ရုံကိုရောက်နေပါတယ် Siri နဲ့ကိုပိုင် brand ထုတ်လုပ်တာက cosmetic supplement skin care ဆိုရင်လည်း cream တွေကများတယ်ဒီလိုမျိုး mark sheet ကမရှိသေးဘူးဒါဆိုရင် packing room အနောက်ကဟာဆိုရှင် brand တစ်ခုရဲ့ mask ကိုထုတ်လုပ်ပေးနေတာပါ Siri ကြည့်နေရတယ်lab test လည်းလုပ်ပဲ R&D ကလည်း expert တွေကြီးပဲကဲ mask တွေကိုဘယ်လိုပုံစံနဲ့ထုတ်လုပ်ခြင်းလဲ hydrogel mask sheet magnet eye mask ဒီလိုမျိုး magnet eye mask ကဈေးကွက်တွေထဲမှာနည်းနေသေးရဲ့เนาะအကယ်၍ဒီလိုမျိုးပုံစံနဲ့ကိုယ်ပိုင် brand ထုတ်လုပ်ခြင်းနဲ့ဆိုရှင်ဘယ်သူကိုဆက်သွယ်လာအောင်လဲ Siri လေ Siri သမော KDA လေ